တိခါတက်တယ်ဆိုပြီးထက်ပြီးတိခါထက်ကြတာဘာဖြစ်လို့လဲတိခါထက်တာကတော့လေဟိုပါပေါ့နော်အဲ့တော့မဟာသီဆရာတော်ကြီးလည်းအချိန်ချင်းဩဝါဒပေးပါဒီကိစ္စအောင်ဆရာတော်ကြီးလည်းပြောဓမ္မဒုရဆရာတော်ကြီးတို့လည်းပြောပါတယ်ဒီတိခါထက်တဲ့နဲ့ပတ်သက်ပြီးတော့တိခါထက်တယ်ဆိုတာဥစဉ်လေဒီဆရာတော်ကြီးတို့လည်းပြောတယ်ဘာပြောတယ်လဲတိခါထက်တယ်ဆိုတာကတန်တရားရှိလို့ဥစဉ်တို့ရဟန်းခံတဲ့အခါမှာအင်္ဂါ၅ပါးရှိတယ်ပရိသတ်နော်ပရိသတ်ကပြည့်စုံရမယ်လို့ပြောတယ်ပရိသတ်ပြည့်စုံရမယ်ဆိုတာကရဟန်းခံတာကအနည်းဆုံးမြန်မာနိုင်ငံမှာရဟန်းခံရင်ရဟန်းစစ်၅ပါးလိုတယ်နော်အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှာရဟန်းခံမယ်ဆိုရင်ရဟန်းစစ်10ပါးလိုတယ်ဗုဒ္ဓဂယာမှာရဟန်းခံတဲ့လူတွေက10ပါးမရှိရင်ရဟန်းခံလို့မရဘူးဒါမှရဟန်းစစ်နော်ရဟန်းစစ်ရဟန်းအဖြစ်တဲ့ပုဂ္ဂိုလ်10ပါးပြည့်ဖို့လိုတယ်အဲ့တော့ရဟန်းခံတဲ့အခါမှာတပါးတလေကရဟန်းမဖြစ်ဘူးခဲ့ဘူးဆိုရင်10ပါးနဲ့ရဟန်းခံတယ်အိန္ဒိယပေါ့နော်ဒီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတချို့အိန္ဒိယသွားပြီးရဟန်းခံကြတာရှိတယ်။တန်ခါ10ပါးကွက်တိနဲ့ရဟန်းခံတယ်။အဲ့တန်ခါ10ပါးထဲမှာတပါးကများရဟန်းမဖြစ်ခဲ့ရင်အဲ့ဆိုရင်10ပါးမပြည့်တော့ဘူး။အဲ့ဆိုရင်အဲ့ဒီရဟန်းမဖြစ်တော့ဘူး။မြန်မာနိုင်ငံမှာလည်းတန်ခါအနည်းဆုံး5ပါးပါရမယ်။အဲ့တော့5ပါးမှာတပါးလောက်ကများပါရာဇိကကြနေခဲ့ရင်သို့မဟုတ်တပါးလောက်ကများရဟန်းမဖြစ်ခဲ့ရင်အဲ့ဆိုရင်4ပါးဖြစ်သွားရော့သွားပြီ။အဲ့ဆိုရင်ရဟန်းမဖြစ်တော့ဘူး။အဲကြောင့်တို့နံပါတ်1ပြိဿပြည့်စုံရမယ်။အနည်းဆုံး5ပါးပြည့်ရမယ်။ရဟန်းစစ်နော်ရဟန်းစစ်5ပါးရှိရမယ်ပါဠိကမကြဘူးရဟန်းလည်းဖြစ်ရမယ်5ပါးဖြစ်ရမယ်အဲကြောင့်ကျွန်တော်တန်ခါများလေကောင်းလေရဟန်းခံရင်လေတချို့ကဟိုတိမ်စင်းလောင်းမှာဆိုတော့လေတန်ခါကတ်တက်နဲ့လောက်ကြတယ်ဟိုတိမ်စင်းမလောင်းနိုင်မှာဆိုလို့ဥစဉ်အကြောင်းမှာဆိုပြောတယ်မဟုတ်ဘူးအကုန်တက်ဥစဉ်နေအကုန်တက်ရတယ်ဒါလည်းဘုဒ္ဓတမှတ်ထားပါဥစဉ်အကြောင်းတိုင်းမှာဆိုရင်ရဟန်း100ရှိတယ်ရဟန်း100အကုန်တက်ရတယ်ရဟန်းခံမဲ့ဒကာဒကာမကိုလည်းပြောတယ်ဥစဉ်အကြောင်းတိုင်းမှာဥစဉ်နေအကုန်တိမ်တက်ရပါတယ်အဲ့တော့ဒကာမကြီးတိမ်စင်းမလောင်းရင်လည်းနေပါဥစဉ်ပြောထားပြီးသားတန်ခါ100လောင်းကြမလို့ပါဘူးကိုယ့်သဘောပဲမလောင်းနဲ့ရတယ်ဦးဇင်းတို့ကတော့ရဟန်းဖြစ်ဖို့အဓိကအကြောင်းတန်ခါရှိသမျှအပါတရားအကုန်တက်ရတယ်နောက်တစ်ခုရည်ရွယ်ချက်တစ်ခုကဘာလဲဆိုတော့ဦးဇင်းလေးတွေအတွေ့အကြုံရစေချင်တယ်အတွေ့အကြုံတချို့ကဆယ်တော်ကြီးတွေပဲတင်တက်နေတဲ့ခါကျဦးဇင်းလေးတွေဘာအတွေ့အကြုံမှမရှိဘူးတကယ်ရဟန်းခံလောက်ပါဆိုဦးဇင်းတွေမလုပ်တတ်တော့ဘူးဟုတ်ပြီလားတခါတလေဦးဇင်းတွေကိုကန်ဆောင်ဖို့အတွက်ဟိုစီစဉ်ခိုင်းနေဆိုသူတို့ဘာမှမလုပ်တတ်တော့ဘူးကမ္မဝါဒမဖတ်တတ်ဘူးအစီအစဉ်မကြဘူးဖြစ်သွားတယ်အဲကြောင့်အတွေ့အကြုံရစေချင်တယ်အဲကြောင့်ဦးဇင်းတို့ကရည်ရွယ်ချက်တစ်ချက်နဲ့နော်အဲ့တော့ကန်ဆောင်တဲ့အခါမှာတန်ခါများရင်ပိုကောင်းတယ်ပါဠိကကြတဲ့ပုဂ္ဂိုလ်ပါခဲ့ရင်လည်းအစားပြန်ထိုးလို့ရတယ်အဲကြောင့်နံပါတ်1တန်ခါများလေကောင်းတဲ့ရည်ရွယ်ချက်ဒုတိယကတော့ဦးစင်းလေးတွေကိုအတွေ့အကြုံရသိချင်တဲ့ရည်ရွယ်ချက်ဒီနှစ်ချက်ကြောင့်ဦးစင်းတို့ကြောင့်မှာဆိုရင်ဦးစင်းတွေအကုန်တိမ်တက်ရတယ်မတက်မနေအကုန်တက်ဦးစင်းတွေတက်အဲ့လိုမျိုးဒါလည်းတခြားကြောင့်လိုက်တွေအတွေ့အကြုံလို့ရအောင်ပြောပြတာလေဒါအရေးကြီးတယ်အဲ့တိမ်စင်းကအဓိကမဟုတ်တိမ်စင်းကိုငှဲ့ပြီးတော့ရဟန်းချော့လိုက်မယ်ဆိုရင်တကယ်ပါဠိကကြတဲ့ပုဂ္ဂိုလ်တွေပါနေခဲ့ရင်ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်ပါနေခဲ့ရင်ရဟန်းမဖြစ်တော့ဒီပုဂ္ဂိုလ်ကနော်သတိထားကြရလေးတစ်ချက်အဲ့ကြောင့်ဒါဟိုတိတ်ခါတဲ့အချက်အကြောင်းပြောရင်းနဲ့နော်ဒါနံပါတ်1ပရိသတ်မပြည့်စုံခဲ့ရင်ရဟန်းမဖြစ်ဘူးဒါတိတ်ခါတဲ့အကြောင်းပြောတာနော်ရဟန်းမဖြစ်ရင်ပြန်ထက်ရတယ်ပြောပြတာနံပါတ်2ကတိမ်မအောင်ခဲ့ရင်လည်းရဟန်းမဖြစ်ဘူးဆရာတော်တွေကတိမ်သမုတ်တယ်သမုတ်တဲ့ခါမှာအမတန်ခတ်တယ်တိမ်သမုတ်တဲ့ခါမှာဒီနမိတ်တိုင်တွေရှိတယ်နမိတ်တိုင်ကဆိုလို့ကြောက်နမိတ်တိုင်နဲ့သမုတ်လို့ရတယ်ရေနမိတ်နဲ့သမုတ်လို့ရတယ်အင်္ဂလိပ်တိုင်နဲ့သမုတ်လို့မရအောင်တတိထားနော်တိမ်နမိတ်တိုင်ကိုလုပ်တဲ့ခါမှာကြောက်တိုင်ပဲဖြစ်ရမယ်အင်္ဂလိပ်တိုင်မရအောင်အင်္ဂလိပ်တိုင်ကိုတိမ်နမိတ်လုပ်ခွင့်မရှိဘူးတချို့ကနားမလဲတော့ဦးစင်းတွေ့ဘူးတဲ့တခါဦးစင်းတို့ဥဆောင်တဲ့တိမ်သမုတ်ပွဲတစ်ခုမှာပေါ့ဆရာတော်ဘာကဟိုတိမ်ဥဆောင်သမုတ်ပါဆိုလာအပ်တယ်အဲ့တော့ကောင်းပြီပေါ့နော်ဘာနဲ့သမုတ်ပါလဲကြောက်နမိတ်နဲ့သမုတ်မယ်သူကပြောတယ်ကြောက်နမိတ်ဆိုတော့ကြောက်ကိုစင်စင်ပြီးလားစင်စင်ပြီးပြီလို့ပြောတယ်အဲ့တော့ဦးစင်းကစိတ်ချတော့သွားမကြည့်လိုက်တော့တကယ်တော့သွားကြည့်ရမှာပေါ့နော်နောက်ကြတော့တကယ်သွားသမုတ်တဲ့ခါကျတော့ကြောက်တိုင်မဟုတ်ဘူးအင်္ဂလိပ်တိုင်တွေဖြစ်နေတယ်အင်္ဂလိပ်တိုင်တွေဖြစ်နေတော့ဟာအရှင်မယားဒီအင်္ဂလိပ်တိုင်သမုတ်လို့မရဘူးဆိုတော့အားချင်းအဲ့ဒါကြောက်လိုက်ချာရတာကြောက်ခဲလိုက်ချာကြောက်တုံးလိုက်ချာရတာပေါ့အဲ့တော့ကြောက်တုံးအဲ့တော့တော်သေးတယ်အဲ့နာမှာနည်းနည်းလမ်းပြင်နေတဲ့နေရာနဲ့သွားတိုးတော့လမ်းပြင်နေတဲ့ထဲကြောက်တုံးတွေဆွဲရတာတော့အဲ့လမ်းဆိုင်ရာလူတွေကြီးကခွင့်တောင်းပြီးတော့ဒီကြောက်တုံးတွေကိုတင်သမုတ်ခွင့်ပြုပါဆိုတော့ကြောက်တုံးတွေယူတောင်းပြီးတော့ကြောက်တုံးတွေချပြီးသမုတ်ရတာပေါ့နော်အဲ့တော့ဆိုလိုတာကအင်္ဂလိပ်တိုင်နဲ့တင်သမုတ်တွေတိတ်မအောင်ဘူးပေါ့တိတ်မဖြစ်ဘူးအဲ့တိတ်မဖြစ်ဘဲနဲ့ရမ်းခလိုက်တိတ်ရမ်းမဖြစ်ဘူးနော်အဲ့တော့တင်သမုတ်တဲ့အခါမှာဦးဇင်းတို့တိတ်အောင်ဖို့လိုသေးတယ်နော်တိမ်မှာလည်းဦးဇင်းတို့ကမ္ဘာသာဖတ်တဲ့ကမှာထိုင်ကလိုင်းပြီးဖို့လိုသေးတယ်ပေါ့ထားပါတော့โอเคအဲ့တော့နံပါတ်2ကတိမ်ပေါ့နော်နောက်နံပါတ်3ကဒီကမ္ဘာသာကမ္ဘာသာပြီမှရဟန်းဖြစ်မှာကမ္ဘာသာထိုင်ကလိုင်းမပြင်ရဟန်းမဖြစ်ဘူးဥပမာတစ်ခုပြောလိုက်မယ်သူနာတုဆိုတာနော်သူနာတုမှာနာကြီးရေးရှာနာအဲ့တော့မြန်မာစာမှာကနာကြီးနဲ့နာငယ်ကအတူတူမကွဲဘူးနာငယ်လည်းနာပဲနာကြီးလည်းနာပဲပါဠိမှာကျတော့ကွဲတယ်နာငယ်ကိုတော့ရိုးရိုးတန်းတန်းနာလို့ဆိုပြီးတော့နာကြီးကိုဆိုတဲ့ကမှာရာကောက်ကိုဆိုလို့ခြာလိတ်တန်နဲ့ဆူရတယ်ဟုတ်ပြီနော်နာကြီးကိုဆိုလို့ရှိရင်နာကိုဆိုတော့မှခြာကိုပေါ်လိုက်ပြီးတော့သူ့နာလို့အဲ့လိုဆိုတာသူကသူ့နာလို့ခြာကိုပေါ်လိုက်ရတယ်သူကသူ့နာတုဆိုရင်မှားပြီရဟန်းမဖြစ်တော့ဘူးအရင်ရေးကြည့်တယ်နော်ဒါတော်တော်များများရေးကြည့်တဲ့ကိစ္စအကြောင်းကမ္မဝါဒဖတ်တယ်ဆိုတော့တော်တော်မဖတ်ရဘူးဒါတကယ်ကိုစာကိုချင်းချင်းကြဆရာသမားနဲ့သင်မှုတဲ့ပုံကကမ္မဝါဒဖတ်ရတာအဲ့ကြောင့်တမန်တူကိုမဖတ်ခိုင်းရဘူးကမ္မဝါဒကိုအဲ့ကြောင့်သူ
သူနာတုဆိုရင်သွားပြီးကံပြတ်ပြီးမအောင်တော့ရမ်းမဖြစ်တော့အရမ်းရေးကြည့်တယ်နော်သူနာတုဆိုပြီးတော့ခြားကိုလိပ်ပြီးတော့ဖတ်ရမှာသူနာအောင်ဒါမှရမ်းဖြစ်တာအဲ့တော့မာကနော်အဲ့ဆိုဦးဇင်းတို့ lady ဆရာတို့ရလာပြောတာပေါ့တချို့ကနားမလဲပဲနဲ့တဲ့သူနာတုဆိုပြီးတော့ခြားတန်းလန်းနဲ့ဖတ်လိုက်ရင်သွားပြီးတဲ့ရမ်းဖြစ်တော့ဘူးတဲ့ဆရာတို့ရအဲ့လိုတော့ပြောဘူးတာ lady ဆရာတို့ရဒါကြောင့်ရမ်းခံတဲ့အခါမှာကမ္မဝါစာအရမ်းရေးကြည့်တယ်ထိုင်ကရင်ကြကြဖတ်နိုင်တဲ့ပုံကိုလိုတယ်အဲ့ဒါမှရမ်းဖြစ်မှာဟုတ်ပြီနော်ရမ်းဖြစ်တဲ့ဟိုတိတ်ကထက်တယ်ဆိုတာပြောနေတာနော်အဲ့တော့ပရိသတ်လည်းတန်ခါပရိသတ်လည်းပြည့်စုံရမယ်တိမ်လည်းအောင်မြင်တဲ့တိမ်တလုံးဖြစ်ရမယ်ကမ္မဝါစာလည်းထိုင်ကရင်ပြီးရမယ်နော်နောက်ယဟန်လောင်းကလည်းဟိုအသက်20ပြည့်ရမယ်နော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတ်ပြီနော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါမှသူကယဟန်ဖြစ်မှာအသက်20မပြည့်ဘဲနဲ့ယဟန်ခံမိလိုက်လည်းယဟန်မဖြစ်ဘူးတချို့ကမွေးသက်ကလေးမှားပြီးတွက်မိလိုက်တယ်ယဟန်မဖြစ်ဘူးနော်အဲ့တော့၄ချက်အမှန်၅ချက်ပေါ့ညက်ရဲကမ္မဝါတစ်ခုခွဲလိုက်တာဦးဇင်းကခုနပေါင်းပြောလိုက်တာညက်ကတစ်ခုကမ္မဝါကတစ်ခုပေါ့အဲ့တော့ပရိသတ်ပြည့်စုံရမယ်နော်ပရိသတ်ဆိုတာဟိုနာအနည်းဆုံးယဟန်စစ်5ပါးရှိရမယ်နောက်အောင်မြင်တဲ့တင်ကြလုံးဖြစ်ရမယ်နော်နောက်တစ်ခါခုနကမ္မဝါစာဖတ်တဲ့ခါမှာထိုင်ကတိုင်းပြရမယ်အမကမ္မဝါစာကောညက်ကောနှစ်ခုပါသွားတာပေါ့နော်နောက်ပြီးယဟန်လောင်းဒီအသက်20ပြည့်ပြီးသားဖြစ်ရမယ်ဟိုယောက်ျားစစ်ဖြစ်ရမယ်ယဟန်လောင်းကဟိုအချောင်းမဖြစ်ရဘူးဟိုမိန်းမမဖြစ်ရဘူးတိရစ္ဆာန်မဖြစ်ရဘူးအဲ့လိုရှိတယ်သူကနက်တွေပါလေရဟန်ခံလို့မရဘူးသူကလူသားစစ်ဖြစ်ရမယ်လူသားစစ်ယောက်ျားစစ်ဖြစ်ရမယ်အဲ့လိုမျိုးသူကပန်တုတ်တွေပါလေရဟန်ခံရမ်းမဖြစ်ဘူးသူကအဲ့လိုမျိုးရှိတယ်အဲ့တော့ဆိုတော့တိတ်ကထက်တယ်ဆိုတာကအဲ့ဒီ၅ပါးထဲမှာတစ်ခုခုချွေးရင်းခဲ့သည်ရှိတော့ရှိတော့ရဟန်ခံတော့ရဟန်ဖြစ်ခဲ့တယ်ဥပမာကိုပထမရဟန်ခံတော့ကမ္မဝါဒမပြီးခဲ့ရင်နော်ကိုပထမရွာမှာရဟန်ခံတယ်အဲ့ရွာကဆရာတော်တွေကကမ္မဝါဒမဖတ်တတ်ဘူးလို့ဖြစ်ကလေးနဲ့ဖတ်ပေးလိုက်တယ်အဲ့ဒါသူရဟန်မဖြစ်ဘူးအဲ့ဒါတန်တရားရှိလို့တိတ်ခါပြန်ထက်တာအဲ့ဒါမျိုးဖြစ်ရမှာတိတ်ခါရှေ့မှာရဟန်မဖြစ်ခဲ့ရင်ဖြစ်ပါစေဆိုရရွေးချယ်တဲ့တိတ်ခါထက်တာနောက်ကိုရဟန်ခံတဲ့တိမ်ဒီစိတ်မချလို့နောက်တစ်ခါရဟန်ပြန်ခံတာဒါမျိုးဖြစ်ရမှာနော်အဲ့တော့ပထမရဟန်ခံတော့ကအကြောင်းမျိုးကြောင့်တန်တရားဖြစ်လို့ရဟန်ပြန်ခံတာအဲ့ဒါမျိုးကိုတိတ်ခါထက်တယ်လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ဘာမှတန်တရားမရှိဘဲနဲ့ဟိုဒကာဒကာမပေါ်အောင်တိတ်ခါထက်တာတော့မလုပ်တဲ့ကိစ္စပါဆိုပြီးတော့လေဒီဆရာတော်ကောဓမ္မဒုတာဆရာတော်ကြီးကောမဟာဆရာတော်ရောမိတ်ပါတယ်ကိုတန်တရားရှိတော့တိတ်ခါပြန်ထပ်ပါထက်တက်တော့ထက်အချင်းချင်းထက်လို့ရတယ်ဒါပေမဲ့တန်တရားဘာမှမရှိဘူးကိုရဟန်ဖြစ်တာကိုစိတ်ချတယ်ဟောကိုရဟန်ခံပေးတဲ့ဆရာတော်တွေကလည်းစားတက်ပေးတဲ့ဆရာတော်ကြီးတွေရဟန်လည်းပြည့်စုံတယ်တိမ်လည်းအောင်မြင်တယ်စိတ်ချရတယ်ကမ္မဝါစာလည်းပြီးတာတယ်ဆိုရင်ဘာမှတန်တရားမရှိရင်တိတ်ကမထက်နဲ့တော့မထက်ရတော့ဘူးနော်ထက်စရာမလိုဘူးအဲ့တော့တိတ်ကထက်တယ်ဆိုတာရဟန်မဖြစ်ခဲ့သည်ရှိတော့ဖြစ်ပါစေဆိုတဲ့ရွေးချက်နဲ့ထက်တာပါအဲ့တော့တချို့တတ်တော်ကြီးခါမှလာထက်တာမျိုးကျွန်တော်လည်းစဉ်းစားကြကောင်းလာပြီတချို့တတ်တော်ရမ်းကြည့်တယ်ဒီဆရာရဟန်မဖြစ်ခဲ့ဘူးလားပေါ့စဉ်းစားကြဖြစ်လာပြီဟုတ်ပြီနော်တလောက်တတ်တော်ကြီးတွေကြီးခါမှတိတ်ကထက်တဲ့ခါကျတော့ရဟန်မဖြစ်လို့ရဟန်ခန္ဓာလားလို့ပြန်မေးစားဖြစ်လာပြီတခါကြီးမင်းနဲ့မင်းကအဲ့သဘောဖြစ်သွားတာပေါ့အဲ့တော့ရဟန်ဖြစ်လို့တိတ်ကထက်တဲ့အဓိပ္ပာယ်ကတော့ရဟန်မဖြစ်လို့တိတ်ကထက်တဲ့သဘောပဲဖြစ်ရမယ်လက်လက်မလိုချင်လို့ထက်တာမဖြစ်စီရအောင်နော်အဲကြောင့်တိတ်ခါတက်တဲ့ဆိုတာတန်တရားရှိလို့ထက်တာပဲဖြစ်ရမယ်အဲဦးဇင်းတော်ကျောင်းထဲမှာဆိုရင်တိတ်ခါတက်ရင်ဘယ်တက္ကရာမှမလို့တချို့စာသင်သားဦးဇင်းလေးတွေလာတယ်ဦးဇင်းကတော့ထက်ခိုင်းတယ်လေဒီဆရာတော်ကြီးလည်းထက်ခိုင်းတယ်တိတ်ကအချိန်ချင်းထက်ကောင်းတယ်ဘာလို့သူ့ကိုကမ္မဝါစာဖတ်ခဲ့တဲ့ဆရာတော်တွေပိန်တွေကဘယ်လိုမှမသိဘူးလေမသိတော့တိတ်ကထက်တာကောင်းတယ်မကောင်းတယ်ပို့ပြီးတော့စိတ်ချတယ်အဲကြောင့်ဦးဇင်းတော်ကျောင်းထဲမှာဆိုရင်လည်းဒီလာပြီးလောက်ကွယ်15ရက်ဆိုရင်တိမ်ဝင်တယ်တိမ်ဝင်ရင်တန်တရားရှိတဲ့ဦးဇင်းတွေဘယ်သူမှမဆိုလာ6တိတ်ကထက်ခွင့်ပေးတယ်ဘယ်တက္ကရာမှဖိတ်ကြမလို့အသိပေးကြလည်းမလို့ကိုယ့်အကိုတန်ဃာတွေစီမှာတိတ်ကထက်လိုက်ပြီးသွားပြီဒါဘယ်သူမှအသိပေးကြဖိတ်ကြမလို့တိမ်စင်းလောင်းကြလည်းမလို့နော်အဲကြောင့်တိတ်ကထက်တဲ့ဆိုတာတိမ်စင်းလောင်းကြလည်းမလို့သူကတန်တရားရှိလို့ရဟန်းပြန်တိတ်ကထက်လိုက်တာဒီသဘောပါနော်တချို့ရရှင်များဟိုအလူကြီးတွေလို့ဟိုပြည်စုံအောင်လို့ဆိုပြီးတော့ကြောင်းလိုက်ဆရာတော်တွေပြီးတော့တိတ်ခါထပ်ပြရစီဆိုပြီးရှောက်တယ်မဆိုင်ပါဘူးဦးဇင်းအများနဲ့ပြောပါဦးဇင်းလို့ကျွန်တော်ပြောတယ်လဲဆိုတော့ဦးဇင်းတချို့ဆိုလဲဦးဇင်းကပြောတယ်ရှင်များတိတ်ခါထပ်ပြရစီဦးဇင်းကပြောတယ်ဦးဇင်းကတိတ်ခါမဆိုင်ဦးဇင်းရဟန်းဖြစ်ပြီးသားလို့ဦးဇင်းပြောတယ်အဲ့တော့လှုပ်ချင်တဲ့ဆိုတက္ကမကြီးလို့ရဟန်းမဖြစ်တဲ့ဦးကိုရင်တွေရှိတယ်သူတို့ကိုရဟန်းတက္ကမလုတ်ပါအဲ့ဒါအကျိုးများတယ်သာသနာမှာစာသင်သားကိုရင်ဦးဇင်းတွေအများကြီးရှိတယ်အဲ့တော့ရဟန်းမဖြစ်သေးတဲ့ကိုရင်တွေကိုရဟန်းတက္ကမလို့အဲ့ဒါကောင်းတယ်အကျိုးများတယ်လို့အဲ့တော့ဖြစ်ပြီးသားဆရာတော်ကိုတိတ်ခါတဲ့ဘာအကျိုးမှမရယူယူနဲ့ပစ္စည်းလေးပါတက္ကမခံလိုက်ပြီးပြီလို့ဟုတ်တယ်နော်ပစ္စည်းလေးပါတက္ကမဖြစ်အလူခံလိုက်ရင်6ထားလိုက်ရင်ပြီးသွားပြီလို့တိတ်ခါတဲ့လို့ဘာမှအကျိုးမရှိဘူးနော်အဲ့ကြောင့်မဖြစ်သေးတဲ့ရဟန်းဖြစ်တဲ့ဦးဇင်းကိုရင်ကြီးတွေကိုရဟန်းခံပေးပါအဲ့ဒါအကျိုးများတယ်ဦးဇင်းကတော့အဲ့လိုပဲပြောတယ်တချို့တက္ကမတွေအရှင်ပြတိတ်ခါထပ်ပြရစီမထက်နဲ့ဦးဇင်းကရဟန်းဖြစ်ပြီးသားထက်စရာမလိုဘူးလူချင်းပစ္စည်းလေးမှလူတန်းရတယ်ဒါပေမဲ့ရဟန်းတက္ကဖြစ်ချင်ပါတယ်ဆိုရင်ဦးဇင်းကိုခံလို့ရဟန်းတက္ကဖြစ်မှာမဟုတ်ဘူးဘာလို့ကိုယ်ရဟန်းဖြစ်ပြီးသားလေအဲ့တော့ခံချင်တယ်ဆိုလို့ရှိရင်ရဟန်းဖြစ်တဲ့ကိုရင်ကြီးတွေရှိတယ်အဲ့စာသနိတ်တွေမှာအဲ့ကိုရင်ကြီးတွေကိုရဟန်းခံပေးအကျိုးများတယ်အဲ့လိုပဲပြောရတာဒါဆရာတော်ကြီးတွေအနေနဲ့အဲ့လိုလမ်းညွှန်တင်တာနော်ဒါမှစာသင်သားတန်ဃာတွေလည်းချမ်းသာတာပေါ့အဆင်ပြေတာပေါ့နော်ရဟန်းဖြစ်ဖို့ဆိုရင်လေဟိုယောက်ျားစစ်စစ်ဖြစ်ရမယ်ဆိုဒီယောက်ျားတော့ခန္ဓာကိုယ်ကတော့ယောက်ျားပဲပေါ့နော်ဒါပေမဲ့မိန်းမအငုံစိတ်ဖြစ်နေရဲဆိုရင်ရောဒီသူကဟိုရဟန်းခံရဟန်းဖြစ်တာသူကဒီ
မိမစိတ်ဖြစ်တယ်ဆိုတဲ့နေရာမှာလည်းဦးဇင်းတို့ဒီပေါ့နှစ်ပုံးပန်တုပ်ချိုးရှိတာပေါ့သူအဲ့တော့ပန်တုပ်မှာကသူက body structure ပါနည်းနည်းပြောင်းတယ်သူကအဲ့တော့ body structure လည်းသူစိတ်တစ်ခုနဲ့မရဘူးသူ body structure ပါပြောင်းမှသူကဒီပန်တုပ်ဆင်းထဲမှာဝင်တာဟုတ်သူကအဲ့တော့စိတ်ကော body ရောနှစ်ခုလုံးပြောင်းမှသူ့ကိုရမ်းခံပြီးလို့မရမှာစိတ်ကဖြစ်နေတယ်ဆိုတာကတော့ရမ်းခံပြီးလို့ရတဲ့အနေတော့ရှိတယ်ပြန်ပြင်ရမယ့်အနေထားရှိတာကိုစိတ်ကြတာလေ body ကမပြောင်းဘူးစိတ်ကပဲပြောင်းနေတာဆိုတော့သူ့စိတ်ကိုနည်းနည်းပြန်ပြုပြင်ရမယ့်အနေထားရှိတယ်ပေါ့ဟိုလိုဆိုးဆိုးဝါးရေးမဟုတ်ဘူးပေါ့ဟို body structure မှာပြောင်းသွားတဲ့ပုံကကျတော့ဆိုးတယ်သူကသူ့ရဲ့ hormone တက်တွေကစပြောင်းနေတာဒီ hormone တက်ကတော့ဒုက္ခပေးတယ်ခါတခါကျတော့ဒီရဟန်းအနေနဲ့ထားလိုက်လို့ရှိရင်ပြဿနာ problem တွေဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကသူ့လိုမရောခိုင်းတဲ့ဒီထဲကိုမထည့်ခိုင်းတာ